ဆိုဒီနေ့မှာတင်ဝိညာဉ်ရေးရာကြီးထွားခြင်းနဲ့ဆိုလို့ရှိရင်တင်အသက်တာထဲမှာမဖြစ်မနေလောက်ရမယ်လိုအပ်ချက်တစ်ခုရှိတယ်။အဲ့ဒီလိုအပ်ချက်ကိုကျွန်တော်ဒီနေ့မှာပြောပြသွားခြင်းတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကျွန်တော်တန်ရီလို့ခေါ်တယ် New Revelation Transforming Life မိတ်ဆွေဒီနေ့မှာတင်ဟာယုံကြည်သူတယောက်အနေနဲ့တင်ရဲ့ဝိညာဉ်ရေးရာကြီးထွားခြင်းနဲ့ဆိုလို့ရှိရင်တင်မဖြစ်မနေတင်လောက်ကိုလောက်ရမယ်အချက်တစ်ချက်ရှိတယ်အဲ့ဒါကိုကျွန်တော်တို့တမန်ကျမ်းစာထဲမှာအတူတူကဖတ်ရအောင်စာလံအခန်းကြီး119အခန်းငယ်130မှာနှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည်အလင်းကိုပေး၍မလိမ္မာသောသူတို့ကိုလိမ္မာစေတတ်ပါ၏မိတ်ဆွေတင်သိလားတင်နေကျွန်တော်နေ့တိုင်းမှာမြင်ရတဲ့အပင်တပင်ဟာသူဟာအမဖြစ်မနေသူ့ဘဝမှာသူလိုအပ်တာဘာလဲဆိုလို့ရှိရင်အလင်းဖြစ်တယ်မှန်ပါတယ်အပင်တပင်ဟာသူရှင်တန်မှုအတွက်ကြတော့သူနံပါတ်1တစ်ချက်အနေနဲ့သူဘာလို့လဲဆိုရင်မြေစီလွာကောင်းကောင်းရယ်ပြီးတဲ့အခါမှာရေရယ်ကိုသူလိုအပ်တယ်ဒါပေမဲ့အဲ့ဒီအပင်ဟာသူဟာကြီးထွားလာဖို့ရင်အတွက်ကြတော့သူလိုတဲ့အရာကဘာလဲဆိုလို့ရှိရင်အလင်းဖြစ်တယ်ဒါကိုပန်းပင်နေစိုက်ဖူးတဲ့လူတွေတော်တော်များများသိမှာပဲအလင်းကမဖြစ်မနေလိုအပ်တယ်ဘလောက်ပဲမြေစီလွာကောင်းကောင်းဘလောက်ပဲမြေဩဇာကောင်းကောင်းဘလောက်ပဲရေလောင်းလောင်းအလင်းမရှိလို့ရှိရင်အပင်တစ်ပင်ကြီးထွားဖို့ရန်အတွက်ခက်ခဲနေမှာဖြစ်တယ်ဒီလိုပဲမိတ်ဆွေတင်နဲ့ကျွန်တော်ရဲ့ဝိညာဉ်ရေးရမှာလဲကျွန်တော်တို့ဟာအလင်းကိုလိုအပ်တာဖြစ်တယ်မိတ်ဆွေတင်ဟာမနစ်ကနဲ့မတူချင်ဘူးဒီနှစ်မှာတင်ဟာခြားနာတဲ့သူဖြစ်ချင်တယ်တင်ဟာကြီးထွားခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ကြီးထွားတယ်လို့ပဲတင်ရဲ့ဝိညာဉ်ရေးရမှာလဲတင်ဟာကြီးထွားခြင်းတယ်တင်ဟာနိုးဆိုးတငယ်အရွယ်ကနေပြီးတော့မှမာကြောတဲ့အရာတွေကိုစားတဲ့သူတယောက်ဖြစ်ချင်တယ်တင်ဟာကြီးထွားတဲ့ဝိညာဉ်ရေးရမှာကြီးမားလာတဲ့သူကြီးထွားလာတဲ့သူတယောက်တင်ဖြစ်ချင်တယ်ဆိုရင်မိတ်ဆွေတင်လည်းအလင်းကိုလိုအပ်တာဖြစ်တယ်ဒါကြောင့်မလို့တမန်ကျမ်းစာကပြောတယ်နှုတ်ကပတ်တော်ကိုဖွင့်ပြခြင်းသည်အလင်းကိုပေးတယ်တဲ့ hallelujah တနည်းအားဖြင့်မိတ်ဆွေ revelation give you light hallelujah အဲ့တော့နှုတ်ကပတ်တော်ရဲ့ဖွင့်ပြခြင်းကတင့်ကိုအလင်းပေးတယ်တနည်းအားဖြင့်မိတ်ဆွေတင်ဟာယုံကြည်သူတယောက်အနေနဲ့တင်ဝိညာဉ်ရေးရာကြီးထွားခြင်းနဲ့ဆိုလို့ရှိရင်တင်ဘဝတက်တာထဲမှာတင်လိုအပ်တာဟာနှုတ်ကပတ်တော်ရဲ့ဖွင့်ပြခြင်းဖြစ်တယ်ဟာလေလုယာအချို့သောသူတွေကနှုတ်ကပတ်တော်ကိုဖတ်တယ်တမန်ကျမ်းစာကိုဖတ်တဲ့အခါမှာပြိုင်ပွဲဝင်တယ်လို့ဖတ်တယ်ဟာဒီနှစ်မှာတော့ငါကျမ်းစာကိုတအုပ်ပြီးရမယ်ကဘာဦးကျမ်းကနေဗျာဒိတ်ကျမ်းထိငါပြီးရမယ်မိတ်ဆွေတင်တမန်ကျမ်းစာကိုတစ်နှစ်မှာအကျဉ်းကြီးဘလောက်ပြီးလဲထက်အဲ့ဒီတမန်ကျမ်းစာတွေကနေဘေးဖွင့်ပြခြင်းကိုတင်ခံရတယ်ဘေး revelation ကိုတင်မိသွားတယ်တင်မိသွားတဲ့ revelation ကတင့်ကိုကြီးထွားစေမှာဖြစ်တယ်ဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်ဖွင့်ပြခြင်းကတင့်ကိုအလင်းပေးတာဖြစ်တယ် hallelujah hallelujah ဒီနေ့မှာတင်ဟာ revelation ကိုcatch ဖြစ်တဲ့သူဖြစ်ဖို့ရတော့ကျွန်တော်တင်းကိုကောင်းကြီးပေးတယ် revelation ကိုဖမ်းမိတဲ့သူဖြစ်ပါစေ hallelujah hallelujah amen အဲ့ဒီ revelation ကိုတင်းဟာဖမ်းမိမှသာလေတင်းဟာထဲမှာအလင်းရောက်လာမယ်တင်းထဲမှာအလင်းရောက်လာတဲ့အခါမှာအပင်တစ်ပင်ဟာအလင်းအပြည့်ကြီးထွားတဲ့ကဲ့သို့တင်းရဲ့ဝိညာဉ်ရေးရဟာလည်းကြီးထွားလာမှာဖြစ်တယ်ဒါကြောင့်တင်ဝိညာဉ်ရေးရကြီးထွားခြင်းနဲ့ဆိုရင်ဖခင်ရဲ့နှုတ်ကပတ်တော်ဖွင့်ပြခြင်း revelation ကိုတာ၍ဆောင်ခဲ့တဲ့သူဖြစ်ပါဟာဆရာကျွန်တော်ကကျမ်းစာကိုတစ်နှစ်ကိုဘယ်နှခေါက်ဖတ်တယ်ကျွန်တော်တစ်ရက်ကိုတရားဟောချက်ဘယ်လောက်တွေနားထောင်တယ်တင်ဟာပြိုင်ပွဲဝင်စလို့တရားဟောချက်မဖြစ်မနေငါနားထောင်မယ်စုကိုဘယ်နှနိုင်ငါတောင်းမယ်မိတ်ဆွေတင်ဟာဘယ်သူနဲ့မှပြိုင်ပွဲဝင်နေတာမဟုတ်ဘူးဖြစ်တယ်တင်ရဲ့ကြီးထွားခြင်းကတင်အသက်တာထဲမှာထင်ရှားလာမှာဖြစ်တယ်ဗလာကြီးလာတဲ့လူတယောက်ဟာ small size အင်ဂျီသူဝတ်လို့မရတော့သူဝတ်ရတဲ့အင်ဂျီက XL size အင်ဂျီဖြစ်သွားပြီထို့အတူပဲတင်ဟာဝိညာဉ်ရေးကကြီးထွားလာလို့ရှိရင်တင်အသက်တာထဲမှာထူးခြားမှုတွေဖြစ်လာမယ်ပြောင်းလဲမှုတွေဖြစ်လာမယ်ညင်းလို့မရဘူးဖုံးကွယ်ထားလို့မရဘူးဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေဒီနေ့မှာတင့်အနေနဲ့ဝိညာဉ်ရေးရမှာမဖြစ်မနေတင်ကြီးထွားခြင်းနဲ့ဆိုရင်တော့မဖြစ်မနေတင်လိုအပ်တဲ့အရာကနှုတ်ကပတ်တော်ရဲ့ဖွင့်ပြခြင်းဖြစ်တယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီအရာကအလင်းဖြစ်ပါတယ်အဲ့ဒီအလင်းကသာလင်တင်ရဲ့အသက်တာကိုကြီးထွားစေမှာဖြစ်တယ်အဲ့တော့အဲ့ဒီနှုတ်ကပတ်တော်ရဲ့အလင်းကတင်ရဲ့စိတ်ဝိညာဉ်ထဲကိုဝင်ရောက်လာတဲ့အခါမှာတင်အသက်တာထဲမှာတင်လိုအပ်တဲ့ကြီးထွားမှုတွေကိုစပြီးပြုလုပ်တော့မှာဖြစ်တယ်ဒါကြောင့်မလို့မိတ်ဆွေယုံကြည်သူတယောက်အနေနဲ့နှုတ်ကပတ်တော်ရဲ့တကူကိုတင်သိမှတ်ပါနှုတ်ကပတ်တော်ကတင်ဘဝရဲ့အလင်းဖြစ်တယ်အာမင်အဲ့ဒီအလင်းကအပင်တပင်ကိုကြီးထွားစေတဲ့သို့တင်ရဲ့ဝိညာဉ်ရေးရာကိုလည်းကြီးထွားစေမှာဖြစ်တယ်ဒီနေ့မှာ revelation ကိုဖမ်းမိတော်သူများဖြစ်ပါစေအရောက်ချင်းစီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ